အဖိုးတန်တဲ့မိမတယောက်ရဲ့တန်မိုးဆိုတာရုပ်ရည်မဟုတ်ပါဘူးအရှက်နဲ့တိတ်ခါကိုအသက်ထက်တန်မိုးထားတာကိုဆိုလိုတာပါတန်မိုးကြီးရဲ့ပစ္စည်းကိုလူတိုင်းကလိုချင်ကြပေမဲ့လူတိုင်းကဝယ်မသုံးနိုင်ကြပါဘူးဒီလိုပါပဲအရန်ချုံမောလှပတဲ့မိန်းကလေးတယောက်ကိုလူတိုင်းကလိုက်စားကြပေမဲ့အရှက်တိတ်ခါရှိတဲ့မိန်းမကောင်းဖြစ်နေတော့လူတိုင်းကလိုက်မစားရတော့ပါဘူးဈေးပေါ်တဲ့ပစ္စည်းဆိုတာလှမလှအတုံးခန့်နေဖြစ်စေမခန့်နေဖြစ်စေလက်တလုံးအဆင်ပြေဖို့အတွက်လူတိုင်းကမနှစ်သက်ကြပေမဲ့လူတိုင်းဝယ်သုံးနိုင်တဲ့ဈေးနှုန်းဖြစ်နေလို့လူရန်စားမရေဝယ်ပြီးတော့သုံးနေရှိပါတယ်ထို့အတူဈေးပေါ်တဲ့မိန်းမတွေဆိုတာရုပ်လှနေမှာမဟုတ်ပါဘူးမိန်းမကောင်းတယောက်ရဲ့အစင်းအင်္ဂါရက်နဲ့မညီပဲလူတိုင်းလိုက်စားရတဲ့အနေအထားမျိုးဖြစ်နေရင်လူရန်စားအရွယ်မျိုးအနာကိုလာကတ်ခံရမှာပါတကယ်တော့လူရန်စားအရွယ်အစားအိမ်အောင်တွေကအစားလိုက်စားရတဲ့ဆိုတာကဂုဏ်ယူစရာမဟုတ်ပါဘူးကိုကအပေါ်စားဆန်လုံးလို့လူတကာစားရတာကသာရှက်စရာပါဒါကြောင့်မလို့လူရန်စားအရွယ်မျိုးအနာကတ်ခံနေရပြီဆိုရင်ငါအရန်